လူတယောက်ရဲ့အဆင့်အတန်းအနှိမ့်အမြင့်ကိုဘာကိုကြည့်ပြီးတော့ကျွတ်တို့ဆုံးဖြတ်ကြတာစိတ်ကိုကြည့်ဆုံးဖြတ်တာနော်စိတ်ကောင်းရင်ကောင်းတဲ့တော့ဒီလူကိုလူကောင်းလို့နားလေတာဟုတ်တယ်မဟုတ်လားကိုယ်ကိုလည်းစိတ်ကောင်းရင်ကောင်းတဲ့တော့လူကောင်းလို့ဘေးကလည်းနားလေကြမှာစိတ်ကောင်းရင်ကောင်းတဲ့တော့လေးစားတယ်တန်ဖိုးထားတယ်မြတ်လို့တယ်ပြောရင်မေတ္တာကိုဖြစ်သွားတာစိတ်တွေရုပ်ပြီးဆိုရင်တော့မေတ္တာတုံးတယ်ကျွတ်တို့ဒီမှာပြန်မေတ္တာတုံးလေးမေတ္တာတုံးမေတ္တာတောင်မပေးချင်တော့เนาะသူစိတ်ကညံ့တဲ့အခါကျအဲ့တော့ရှင်မမောက္ကလဟောတာရှိတယ်သူများစိတ်ဓာတ်တွေရုပ်လို့ရှိရင်တဲ့ငါမကြိုက်ဘူးဟုတ်တယ်ကျွတ်တို့မကြိုက်တာတဲ့အကုန်လုံးကစိတ်ရုပ်လို့ကိုမကြိုက်တာเนาะရုပ်ကိုအပြစ်မတင်ဘူးရုပ်ကတော့အကုန်လုံးကเนาะညင်နွမ်းတဲ့မတန်ရှင်းတဲ့သဘာဝတွေကြီးပဲဟုတ်လားစိတ်ကိုပဲပြောနေတာเนาะသူများစိတ်ယုံမှရှိရင်ငါမကြိုက်ဘူးတဲ့အဲ့လိုပဲငါစိတ်ယုံမှဖြစ်ရင်လည်းသူများကြိုက်မှာမဟုတ်ဘူးဆိုတဲ့အတွေးနဲ့စိတ်ယုံမှမဖြစ်အောင်လုပ်ရမယ်